coffee ချစ်သူတွေတွားကိုတွားတဲ့နေရာလေးခုအမေဇုံရဲ့ big fan တွေဆိုရင်တော့ဒီနေရာကိုရောက်အောင်တွားကိုတွားတင်ပါတယ်BTS Arena မှာအသစ်ဖွင့်ထားတဲ့ Cafe Amazon ဆိုတာကတော့ကမ္ဘာပေါ်မှာအကြီးဆုံးတွေကတစ်ခုဖြစ်တဲ့ Cafe Zone branch တစ်ခုပဲဖြစ်ပါတယ်။အတွင်းပိုင်းမှာဆိုလို့ရှိရင်တော့ floor တွေအများကြီးနဲ့သူကဖွဲ့စည်းထားဖြစ်ပါတယ်။ပထမတစ်မှာဆိုလို့ရှိရင်တော့ Cafe and Bakery Zone, Slow Bar Zone ဆိုပြီးတော့ coffee ချစ်သူတွေအတွက်အရင်မိုက်တဲ့ zone တစ်ခုဖြစ်ပါတယ်။ဒုတိယတစ်မှာတော့ Matcha and Chocolate Zone ဖြစ်ပါတယ်။တကယ်လို့ Matcha ကြိုက်တယ်ဆိုရင်တော့ဒီနေရာလေးကအရင်အဆင်ပြေပါတယ်။ Matcha အရသာပြင်းပြင်းမှုမွေပြီးတော့နူးညံ့ပြီးတော့ခါလုံးတာမျိုးလုံးဝမရှိဘူး။ chocolate တွေဆိုလို့ရှိရင်လည်း premium quality ကိုအည်သွေးကိုမိတယ်ရွေးချယ်စရာတွေကလည်းအများကြီးရှိတယ်တောက်လိုက်တာနဲ့တာမန်ဆိုင်ရဲ့အရသာလုံးဝမတူတဲ့ခံစားချက်ကိုရရှိမှာဖြစ်ပါတယ်အတွင်းပိုင်းမှာဆိုလို့ရှိရင်လည်း coffee တွေနဲ့အလှဆင်ထားပြီးတော့တကယ်ကိုစက်ယုံထဲမှာတောက်နေရတဲ့ feeling မျိုးကိုရရှိမှာဖြစ်ပါတယ် third floor မှာဆိုလို့ရှိရင်တော့ meeting room တွေလည်းရှိတယ်အိမ်မှာအလုပ်မလုပ်ချင်ဘူးအပြင်မှာပဲအလုပ်လုပ်ချင်တယ်ဆိုလို့ရှိရင်တော့ working space အနေနဲ့လည်းအလုပ်လုပ်လို့ရတယ်တကယ်ချင်းတွေတွေ့ဆုံဖို့ဓာတ်ပုံရိုက်ဖို့လည်းအရန်ကိုမိုက်တဲ့ photo spot လေးလည်းအများကြီးရှိပါတယ်လေးတော့မှာဆိုလို့ရှိရင်တော့ coffee series ရဲ့အကြောင်းကိုအနုပညာနဲ့ပေါင်းစပ်ပြီးတော့ဖန်တီးပြုလုပ်ပေးထားတယ်ငါးလော့မှာဆိုရင်တော့ rooftop ဆောင်ဖြစ်ပြီးတော့ AACC တငယ်ချင်းတွေနဲ့ hand out လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီနေရာလေးကအရန်တင်တော်တယ်မနေ့ကကျွန်တော်သွားခဲ့တဲ့အတွေ့အကြုံရဆိုလို့ရှိရင်တော့ကင်အနေနဲ့ကတော့နည်းနည်းလေးတော့ဈေးကြီးတယ် location လေးကိုသိချင်တယ်ဆိုရင်တော့ဒီ video လေးအောက်မှာချပေးထားမယ်လို့ကျေးဇူးများကြီးတင်ပါတယ်